Okay ဗျာကျွန်တော် YouTube မှာပြင်တာတော်ကြာပြီဗျအဲ့တော့ကျွန်တော်ပြောချင်တာဇက်ဆောင်နှစ်စုံဘာတွေ upgrade မြင်တာလဲဆိုတော့တစ်ချက်ကြည့်လိုက်ပါဗျာဇက်ဆောင်နှစ်စုံရဲ့ရုပ်ထွက်လေးနေထားပါဗျာဒါဆိုလည်းဒီမှာတားစိတ်တွေထိုးပေးထားတယ်ဗျာတားစိတ်တွေထိုးပေးထားတယ်ဗျာနော်လုံးဝစိတ်တိုင်းကြွားစေရမယ်နော်အဲ့တော့ဆိုလိုတာကဒီဥစ္စာမှာ upgrade တွေမြင်လာပါတယ်အားလုံး upgrade တွေမြင်လာတယ်လို့ပြောရတယ်လေဆိုတော့ကျွန်တော်တို့က high ခွက်တွေကိုဟိုဘာပြောမလဲ high ခွက်တွေကိုကြိုက်တဲ့ high ခွက်တော့ဘာကြာ high ခွက်ပဲတက်နှစ်စိုး high ခွက်ပဲတက်စင်ပြေတဲ့ high ခွက်ကိုအကုန်တက်လို့ရတယ်ဗျာသိလားနောက်ဘက်ဆုံးဂုံပြီးမှဒုံသီးပါတက်လို့ရသေးရဲ့ဗျာအဲ့လိုဆောင်ရွက်ပေးထားပါတယ်နော်ကျွန်တော်ရဲ့ဇက်ဆောင်နေဘာဖြစ်လို့လဲဆိုတော့ customer တွေစိတ်တိုင်းကြာဈေးတက်နိုင်တဲ့လူတွေတက်နိုင်အောင်သုံးလို့ရအောင်ဈေးရော့ပြီးတော့သုံးလို့ရအောင်လည်းလုပ်ပေးထားတယ်အဲ့လိုနေထားလေးပေါ့ဗျာနော်ကျေးဇူးထူးတင်တယ်ဗျာဒါလေးလာပြရတယ်ဇက်ဆောင်